ဒါလေးကတိုက်စီဂျူဝဲကောလာမိုက်ဒါကြိုက်ထုံမျိုးကနေမှာထားတဲ့ order လေးဒီကောင်လေးကိုကျွန်တော်ပါဆယ်ထုတ်မယ်မထုတ်ခင်မှာဒီကောင်လေးရဲ့ပစ္စည်းလေးကိုကျွန်တော်အနေနဲ့စမ်းသပ်ပြဒါလေးကကြတော့တိုက်စီဂျူဝဲကောလာမိုက်ရဲ့ packaging ဘူးလေးနော်အထဲထဲမှာဆိုရင်တော့ဒီမှာကောလာမိုက်ကနှစ်ခုပါမယ်ဒါကကြတော့သူ့ရဲ့ receiver တိုက်စီကောင်းလေးနဲ့ဒါကအာတွင်ဂျိုပြီးအထဲထဲမှာဆိုရင်အညွှန်းစာရွက်ကလေးတွေပါပါနော်ဒါလေးကိုကျွန်တော်အခုစမ်းသပ်ပြပါမယ်ဒါလေးကကြတော့ဒီ collar mic ရဲ့ခေါင်းအမျိုးအစားလေးကတော့တိုက်စီခေါင်းလေးနဲ့နှရက်ပေါက်မှာပါတဲ့ဖုန်းတွေအတွက်ဖြစ်တယ်အရင်ကျွန်တော်ပြခဲ့တဲ့ 3.5mm ရက်ကောင်းနဲ့မတူညီတဲ့အချက်ကကြတော့ဒီ collar mic တွေကိုပါဝါဖွင့်လိုက်တာနဲ့ဒီတိုက်စီ receiver လေးကတန်းပြီးတော့တွက်ချိတ်မှာမဟုတ်ဘူးဒါလေးကကြတော့တိုက်စီ collar mic ရဲ့တိုက်စီခေါင်းနဲ့ receiver လေးပေါ့သူကကြတော့ဟို 3.5mm ချက်ကောင်လို့ပါဝါအဖွင့်ပိတ်နေတော့မပါဘူးဒီကောင်ကပါဝါလိုအပ်တယ်ပေါ့နော်ပါဝါလိုအပ်တယ်ဖုန်းမှာထိုးမှတာသူကပါဝါရမှာဖြစ်တယ်နော်အခုကျွန်တော်ဒီကောင်ကိုပါဝါဖွင့်လိုက်ပါဝါဖွင့်မယ်ဆိုတော့ထုံးစံအတိုင်းပဲဒီမှာပါဝါခလုတ်လေးရှိမယ်အဲပါဝါခလုတ်လေးကိုကျွန်တော်တို့လက်နဲ့ကြကြဖိပေးလိုက်မယ်ဒီမှာမီးညီမီးချိန်လေးမိတ်တုံလင်းလိုက်ဒါပေမဲ့ပုံမှန်ဆိုတော့ 3.5mm ချက်ကောင်းနဲ့ collar mic ဆိုတော့ receiver နဲ့တန်းချိတ်သွားတယ်ဒါပေမဲ့ခုနကျွန်တော်ပြောလို့ဒီကောင်ကပါဝါလိုအပ်တယ်ဒါကြောင့်မို့ဖုန်းမှာ join မှာဒါချိတ်ဆက်မှာဖြစ်တယ်နောက်ထပ်ကျွန်တော် collar mic တစ်ခုကိုလည်းထပ်ဖွင့်လိုက်မယ်နော်နောက်ထပ် collar mic တစ်ခုကိုကျွန်တော်ထပ်ဖွင့်လိုက်မယ်သူလည်းအဲ့ဒီတိုင်းပဲမိတ်တုံလင်းနေမယ်ဒါ receiver နဲ့လုံးဝမချိတ်သေးပါဘူးကျွန်တော်ဖုန်းမှာတွားပြီးထိုးဖို့လိုအပ်ပါတယ် okay ဒါလေးကတော့ Mi Pad 7 tablet ဒါကျွန်တော်စီမှာကတော့ Type C အားသွင်းပေါက်နဲ့ဆိုလို့ဒီ tablet လေးပဲရှိပြီเนาะဒီကောင်းရဲ့အားသွင်းပေါက်က Type C အားသွင်းပေါက်ကလေးနဲ့အဲ့ဒီကောင်းနဲ့ join အခုနက collar mic ကြီးယူလိုက်ရအောင်ဒါကတော့ကျွန်တော်အခုနကဖွင့်ထားတဲ့ collar mic ကြီးသူကဒီ receiver က power မရမချင်းဒီကောင်းလေးနှစ်ခုကဒီကောင်းလေးကလည်း receiver နဲ့ချိတ်ဆက်မှာမဟုတ်ဘူးအဲ့တော့ဒီ Type C receiver ကိုကျွန်တော်ဒီမှာဖုန်းသို့မဟုတ် tablet ရဲ့အားသွင်းပေါက်မှာထိုးလိုက်ပါထိုးလိုက်ပြီဆိုရင်ဒီမှာauto တန်းချိတ်သွားပြီအစိမ်းရောင်အငြိမ်နေတော့ပြီဒါဆိုရင်တော့ချိတ်ဆက်သွားပါဒါဆိုရင်ကျွန်တော်တို့ဒီ collar mic ကိုစပြီးတော့တုံးလို့ရပါတယ်ဒါပေမဲ့ဒီ Type C collar mic ရဲ့ Type C receiver မှာကထူးခြားတဲ့အားသာချက်တစ်ခုရှိတယ်အခုနကဒီကောင်ကနော်ဒီဖုန်းရဲ့ power ကိုယူတာဖြစ်တဲ့အတွက်ဖုန်းက power ကုန်နိုင်ကြီးပိုများတယ်ဒါကြောင့်မို့ဒီဖုန်းရဲ့ power အားကိုလည်းမကြောက်ဘူးဒီမှာသူကဘေးရဒီမှာ Type C ဒီအားသွင်းပေါက်ကလေးအားသွင်းကောင်းလေးပါတယ်အဲ့ဒီအားသွင်းပေါက်ကလေးနဲ့ကျွန်တော်တို့ကိုယ့်ရဲ့ဖုန်းချာခြင်းနဲ့ join ပြီးတော့ဒီဖုန်းရဲ့ battery မကြောက်အောင်လည်းသူကဒီ receiver လဲတုံးဖုန်းကိုလည်းအားသွင်းနှစ်မျိုးစလုံးတစ်ပြိုင်နက်တည်းတုံးလို့ရတယ်ဘေးမှာ Type C အားသွင်းပေါက်လေးပေးထားပါတယ်အဲ့တော့ကျွန်တော်တို့ကဒီကောင်ကိုဒီလိုလေး join လိုက်မယ်ဆိုရင် microphone က join လာပြီဒါပေမဲ့ဒီကောင်ကဖုန်းရဲ့ power ကိုယူတာဖြစ်တဲ့အတွက်ဖုန်းက power အားကုန်နိုင်တယ်ဒီကောင်ကိုကျွန်တော်တို့အားပေးလိုက်မယ်ဆိုရင်ဖုန်း power အားကုန်နိုင်ကြီးနည်းသွားဒါလေးကတော့ဒါဒီ tablet ရဲ့အားသွင်းကြိုးလေးနော်အဲ့တော့ဒီအားသွင်းကြိုးလေးကိုကျွန်တော်ကဒီသူ့ရဲ့အားသွင်းပေါက်က receiver တက်ထားတဲ့အတွက် receiver မှာမထိုး receiver ရဲ့ဘေးကအားသွင်းပေါက်မှာကျွန်တော်ထိုးပေးလိုက်နော်ထိုးပေးလိုက်တယ်ဆိုရင်သူကဘေးမှာ charging လေးတက်လာတွေ့လားအဲ့တော့ဒီကောင်က microphone နဲ့တက်တုံးလို့ရတဲ့အပြင်ကိုယ့်ရဲ့ဖုန်းကိုလည်းအားလည်းတစ်ခါလည်းတွင်းပေးလိုက်အဲ့တော့ကျွန်တော်တို့ဒီ receiver ကြီးတက်ပြီးတော့အားကုန်မဲ့ဒါပြဿနာကိုလည်းသူကဖြေရှင်းပြီးတာဖြစ်သွားဒီမှာဆိုရင်ကိုယ့်ရဲ့ဒီအားသွင်းကြိုးကဒါ fast charging ရတဲ့ဟာဆိုရင်သူက fast charging လုပ်ပေးတယ်เนาะဒီမှာ fast charging ရတယ်เนาะဒီကောင်လေးက fast charging supporting ပေးတယ်အခုကျွန်တော် tablet နဲ့ဒီ microphone နဲ့ receiver ကိုလည်း join ထားတယ်ပြီးတော့ဒီ receiver ကနေတဆင့်ဖုန်းရဲ့ဒီ tablet ကိုလည်းအားလည်းတွင်းထားတယ်အဲ့တော့ microphone လည်းတုံးနေtablet ကိုလည်းအားသွင်းလိုက်တာတစ်ပြိုင်နက်တည်းနှစ်မျိုးစလုံးတစ်ပြိုင်နက်တည်းအသုံးပြုနေတယ်အခုဒီ microphone ရဲ့အတန်ထွက်ကိုကျွန်တော် video recording ဖမ်းပြီးတော့စမ်းပြเนาะ okay ကျွန်တော်ဒါ video camera လေးဖွင့်လိုက်ပြီးရင်ကျွန်တော် video ပြောင်းမယ်ပြီးဒါလေးကိုကျွန်တော်အသုံးပြုမယ်ဆိုရင်ဒါ collar မှာညှက်ပြီးတော့သုံးရမယ်เนาะဒါဘယ်လိုပြောမလဲကိုယ့်ရဲ့ဒီပြောတဲ့စကားပြောတဲ့နေရာနဲ့ဒီပါးစပ်နဲ့နီးနီးလေးထားနိုင်ပို့ပြီးတော့အတန်ထွက်ကတော့ပိုကောင်းတယ်နော်โอเคကျွန်တော်ဒီနားထားလိုက်အဆင်ပြေပြီစမ်းကြည့်အောင်โอเคရပြီကျွန်တော်ဗီဒီယိုလေးကို recording ဖမ်းလိုက်မယ်โอเคဒါကတော့ကျွန်တော် Type C collar mic ကိုဒါစမ်းတက်နေတာဖြစ်ပါတယ်ဒါလေးကတော့ Type C collar mic ရဲ့အတန်ထွက်လေးပါဒါလေးကတော့ Type C collar mic ရဲ့အတန်ထွက်လေးပါ
သူ့ရဲ့အတန်လေးကိုကျွန်တော်အခုစမ်းတက်ပြနေတာဖြစ်ပါတယ်ခင်ဗျာโอเคကျွန်တော်ဒါအတန်ဖမ်းပြပါပြီဗီဒီယိုလေးကိုပြန်ကြည့်ရအောင်ကျွန်တော်တို့ဗီဒီယိုကိုပြန်ပြီးတော့ကြည့်တဲ့အခါမှာဆိုရင်တိုက်စီခေါင်းနဲ့ 3.5mm ဂျက်ခေါင်းနဲ့မတူညီတဲ့အချက်ကကြတော့ဒီကောင်ကကြတော့ receiver တက်ထားရင်လည်းကိုစမ်းတက်ထားတဲ့ဗီဒီယိုကိုကြည့်လို့ရတယ်အတန်မပိတ်သွားဘူးပေါ့နော်ဒီကောင်အတန်တွင်းတာကတော့ဒီတိုက်စီချခြင်းကတွင်းတာဆိုပေမဲ့အတန်ထုတ်တဲ့အခါမှာဒီတိုက်စီချခြင်းပေါက်ကိုဒါတက်ရောက်မှုမရှိတဲ့အတွက်ကြောင့်မလို့အတန်တော့မပိတ်ပါဘူးအဲ့တော့ကျွန်တော်ဒီ receiver ကိုမဖြုတ်ဘဲနဲ့ကျွန်တော်ခုနစမ်းတက်ထားတဲ့ဗီဒီယိုကိုကြည့်လို့ရပါတယ်โอเคဒါကတော့ကျွန်တော်တိုက်စီ collar mic ကိုဒါစမ်းတက်နေတာဖြစ်ပါတယ်ဒါလေးကတော့တိုက်စီ collar mic ရဲ့အတန်ထွက်လေးပါဒါလေးကတော့တိုက်စီ collar mic ရဲ့အတန်ထွက်လေးပါသူ့ရဲ့အတန်လေးကိုကျွန်တော်အခုစမ်းတက်ပြနေတာဖြစ်ပါတယ်ခင်ဗျာโอเคကျွန်တော်ဒါအတန်ဖမ်းပြပါပြီဗီဒီယိုလေးကိုပြန်ကြည့်ရအောင်အတန်ထွက်ကလည်းမစိုးဘူးလို့ပြောတာနော်တော်တော်ကောင်းတယ်ဒါအပြင်မှာသူက noise cancelling စုညံတောင်လည်း short ချပေးတယ်အတန်ထွက်ကလည်းကြည်လင်ပြတ်သားတယ်ပြီးတော့ wireless collar mic ဖြစ်တဲ့ကျွန်တော်အဝေးရနေတုံးလို့လည်းရတယ်တော်တော်လေးကိုမိုက်တယ်နောက်ပြီးတော့ကျွန်တော်ဒီမှာပြောစရာတစ်ခုရှိတာကဒီ receiver လေးကဒီလိုကြိုး join ထားမှတုံးလို့ရတာမဟုတ်နော်ဒါလေးကကျွန်တော်ချခြင်းတွင်းရုံတက်ပဲဒီကောင်ကဒီ receiver လေးကဒီ tablet ရဲ့အားကိုယူတာဖြစ်တဲ့အတွက် tablet အားကအမြန်ကုန်ပါဆိုလို့ကျွန်တော်ကြိုး join ပြီးတော့တုံးတာကဲလို့ဒီကြိုးကိုမ join မနဲ့ဒီကြိုးကိုဖြုတ်ပြီးတော့တုံးလို့လည်းရတယ်နော်ဒီလိုမျိုးတုံးလို့ရပါတယ်ဒီ receiver နဲ့ receiver လေးတက်ထားရုံနဲ့ကြိုးမဲ့စနစ်နဲ့တုံးလို့ရတယ်နောက်ပြီးတော့ဒီကောင်က microphone နှစ်ခုဖြစ်တယ်เนาะဒီမှာတစ်ခုကကျွန်တော်ဒီမှာတက်ထားတယ်နောက်တစ်ခုကကြတော့ကျွန်တော်တို့ဒါ podcast တွေပါတုံးမယ်တယောက်နဲ့တယောက် interview ဒါမှမဟုတ် podcast အနေနဲ့တုံးမယ်ဆိုရင်ဒါဒီ microphone နောက်ထပ်ပြောတဲ့လူထပ်ပြီးတော့တုံးလို့ရတယ်အတန်က microphone တစ်ခုကသူ့အတန်အတိုင်းသူ့အတူတီးကြစီအတန်ဖမ်းပြီးတော့အတန်ထွက်ကိုကြည်ကျင်လင်းပြက်တတာနဲ့ဒါကနှစ်ခုစလုံးကိုဒီ receiver တစ်ခုတည်းနဲ့အတန်ဖမ်းပေးပါတယ်အဲ့တော့ဒီတိုက်စီ collar mic ကလေးကတော်တော်လေးကိုဒါတက်ဆင်အသုံးပြုရလွယ်ကူတယ်ကျွန်တော်ဒီ receiver လေးကိုဖုန်းရဲ့အားသွင်းပေါက်မှာထိုးလိုက်ရုံနဲ့ဘာ software ကြားခံကြမလို့ plug and play ထိုး video camera ဖွင့်ပြီးတန်းပြီးတော့သုံးရုံနဲ့ video camera မှမဟုတ်ကျွန်တော်တခြားတော့ဒီ app တွေမှာသွားသုံးလို့လည်းရတယ်အဓိကကသူကဒီ receiver လေးထိုးလိုက်တာနဲ့ဘယ် app မှာမဆိုသွားပြီးတော့သုံးလို့ရတယ်နော်။ Okay ကျွန်တော်ပစ္စည်းကလည်းစမ်းသပ်ပြပါပြီဆိုတော့ဒီပစ္စည်းလေးတွေပြန်သိမ်းပြီးတော့ parcel ထုတ်မယ်နော်။ဒါကတော့သူ့ရဲ့ receiver လေး။ဒီ microphone ကနှစ်ခုပါ။ power လေးတွေပြန်ပိတ်မယ်။ power ခလုတ်လေးတွေကိုပြီးပြီးတော့ power လေးတွေကိုပြန်ပိတ်မယ်။ကဲဒါတစ်ခုရပြီ။နောက်တစ်ခုကကျွန်တော်ဒီမှာညှက်ထားတယ်။ဒီမှာညှက်ထားတာကိုဒီကောင်လေး power ဖွင့်လာတယ် power ပိတ်မယ်။ Okayဒါပစ္စည်းစုံပြီဆိုရင်ကျွန်တော်ကောင်းလေးကို parcel စထုတ်တော့မယ်ဒါလေးကတော့ Type C dual collar microphone လေးပဲဖြစ်ပါတယ်ခင်ဗျပကိတ်ချင်းပုံစံလေးဒီ order လေးကကြတော့ဒါကြိုက်ထိုးอ่ะเนาะမွန်ပြည်နယ်ကြိုက်ထိုးอ่ะဘရိုတယောက်ကမှာထားတာเนาะဝေရန်စပင်ညက်ဆိုင်နဲ့ဒါစပင်ညက်ဆိုင်ကဘရိုကမှာထားတယ်เนาะစပင်ညက်ရင်းနဲ့ဒါကိုတူလဲ content တွေဖန်တီးမယ်လို့ဒါယူဆရတာပေါ့နော်ဒါကအခုခေတ်ဆိုတာအခုခေတ်က online ခေတ်ဖြစ်လာတဲ့အပေါ်မှာကိုလုပ်နေတဲ့လုပ်ငန်းအပေါ်မှာသူများသိအောင်ချပြဖို့လိုအပ်တယ်အဲ့လိုချပြဖို့ဆိုရင်ကျွန်တော်တို့ content တွေဖန်တီးဖို့လိုအပ်တယ် content တွေဖန်တီးတဲ့အခါမှာကိုယ့်ရဲ့ video ကအတန်ထွက်ပိုကောင်းမယ်ဆိုလူတွေရဲ့ယုံကြည်မှုကိုပို့ပြီးတော့ရတာပေါ့ဗျာအခုဘရိုတို့ကျွန်တော်အခုပစ္စည်းကြော်ညာနေလို့ပေါ့ဗျာအခုကျွန်တော်ပစ္စည်းကြော်ညာနေတာကိုကျွန်တော်ကရိုးရိုးတက်တန်းဗီဒီယိုရိုက်မယ်ဆိုရင်ကျွန်တော်ရဲ့အတန်ထွက်ကမကောင်းဘူးဆိုရင်ဘယ်လိုကြည့်ကျင်ပါမလားအတန်ထွက်ကလည်းအစင်မပြေဘူးเนาะရုပ်ထွက်ကလည်းမကောင်းဘူးဆိုရင်ဒီဟာကိုဘယ်လိုကြည့်ကျင်တော့မှာเนาะအတန်ထွက်ကြည်လင်ပြက်တတာနဲ့ကိုယ့်ရဲ့ content ကလည်းကောင်းနေဆိုရင်အတန်ထွက်ကလည်းကောင်းနေဆို share ပဲ perfect ဖြစ်သွားပြီဒါကိုယ့်ရဲ့လုပ်ငန်းဆောင်တာတွေကလည်းအဆင်ပို့ပြီးတော့အဆင်ပြေတိုးတက်လာโอเคဒါကတော့ parcel ထုတ်သွားเนาะဒါကဒီမှာဒါဒီဘရိုမှာထားတာကြိုက်ထိုးကမှာထားတဲ့ parcel ထုတ်ကလေးနော်အဲ့တော့ပစ္စည်းလေးမှာမယ်ဆိုရင်ကျွန်တော်တို့ချက်ပေါက်မှာမေးမြန်းမှာယူလို့ရပါတယ်ဒလီရောက်တဲ့မြို့နယ်တိုင်းကိုအရင်ငွေချေစနစ်နဲ့ပို့ဆောင်ပေးတယ်ဒလီမရောက်တဲ့မြို့နယ်တွေဆိုတော့ငွေချိုလဲစနစ်နဲ့ကားဂိတ်ကနေပို့ဆောင်ပေးပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ